Hello everyone, it's Teacher Kristen. Dine chero tingan yu diani no? You meet someone at a party and you have 1 minute to introduce yourself. Look at the box. What information do you usually give? So mother chero party boy to kuma, the zone dione to it so yin. Mimi ma a chain termination, may sapu bona. Ella so in beani sabio, may sably. အဲ့ဒါဒီမှာဆို box ထဲမှာပေးထားတဲ့အရာဆိုရင်ဘလို့ information တွေချေတို့ကပေးလိပေးထားရှိတယ်မိမိရဲ့နာမည်ကိုပြောတာမျိုးလားနောက် nationality ဆိုတာကမိမိကဘယ်နိုင်ငံသားဖြစ်တယ်လဲနောက်ဘယ်မှာနေတာလဲအလုပ်အကိုင်မိသားစုပြီးတော့ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာဝါသနာအဲ့ဒီထဲမှာဘလို့အချက်လက်တွေကိုများသောအားဖြင့်ပေးလိရှိတယ်ဒါချေတို့ပုံမှန်အားဖြင့်ဆိုရင်ကြုံတွေ့နေတဲ့အခြေအနေလည်းဖြစ်တယ်ပေါ့နော်အဲ့တော့မိမိဘာသာစဉ်းစားပြီးတဲ့အခါမှာဘယ်လိုမျိုးလေးတွေပေးလိပေးထားရှိတယ်ဆိုတော့စဉ်းစားကြည့်မယ်ပေါ့နော်ချဲအနေနဲ့ဆိုရင်များသောအားဖြင့်ဆိုရင်ချဲနာမည်ကိုမိတ်ဆက်တယ်ပြီးတဲ့အခါမှာချဲဘယ်နေရာမှာနေလဲအလုပ်ကိုင်နောက်ပြီးတဲ့အခါမှာချဲဝါသနာဒါမျိုးလေးတွေဒါကတော့ချဲပေးလိပေးထားရှိရဲ့ information ပေါ့နော်ဒါကတော့တဦးနဲ့တဦးမတူဘူးဆိုတော့လေဆိုတော့ကနောက်တစ်ခုမှဆိုရင်ချဲဒီမှာ match the sentences 1 to 5 with the topic in the box in exercise 1E အဲ့တော့ဒီ exercise 1A အထက်မှာပေးထားတဲ့စကားလုံးလေးတွေနဲ့ကျတို့အောက်ကစာကြောင်းလေးနဲ့အဖြေလေးကို match လုပ်ကြည့်မယ်နော်ဆို number 1မှာဆို I'm a teacher ဆိုရင်ဒါ it's obvious ဒါသိတာသွားပြီနော်ကိုကဆရာမတစ်ယောက်ဖြစ်တယ်ဆရာတစ်ယောက်ဖြစ်တယ်ဆိုရင်ဒါမိမိရဲ့အလုပ်ကိုင်ကိုညွှန်းတာဆိုကြတော့ number 1 answer က job ပေါ့နော်ဆို number 2 3 4 and 5အဲ့တော့ဒီနေရာလေးမှာချက်ခဏလေး pause လုပ်ထားပြီးတော့မိမိဘာသာစဉ်းစားပြီးတော့ဖြေကြည့်မယ်ဘယ် sentence လေးကဘယ်အဖြေဖြစ်မလဲပေါ့နော်ဒါလေးကို pause လုပ်ပြီးဖြေကြည့်ပြီးကမှကျတော့ answers လေးတိုက်ကြည့်မယ်နော်ဆို number 2မှာဆိုရင် I have 2 brothers and 2 sisters ဒါဆိုရင်ဒါကိုယ့်ရဲ့ညီကိုမောင်နှမတွေအကြောင်းပြောတာဆို family ပေါ့နော်ဆို number 3 I'm Jack မိမိရဲ့နာမည်ကိုမိတ်ဆက်တာဆိုတော့ name ဆို number 4 I like sport အဲ့တော့ကိုကဒီအားကစားကိုဝါသနာပါတာမျိုးဆိုတော့ interest hobbies ပေါ့နော်ဆို number 5မှာဆိုရင် I'm from Italy but I live in London အဲ့တော့ကိုယ့်ရဲ့နေရဲ့ဇာတိအရင်နေတဲ့နေရာက Italy ရလာဆိုတော့ဒါကိုယ့်ရဲ့ nationality ကိုပြောတာပေါ့နော်ကိုက Italian လူမျိုးဖြစ်တယ်ဆိုတော့က nationality ကိုကျတော့ရွေးမယ်သို့တော်နောက်တစ်ကြောင်းမှာနောက်တစ်ဖြတ်မှာကျတော့ but I live in London လက်တလောနေထိုင်နေရကတော့ London မှာဖြစ်တယ်ဆိုတော့ကျတော့ဒါ where you live ဆိုတဲ့ answer လေးကိုကျတော့ဖြည့်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ number 5ပါဆိုရင်ကျတော့ answer နှစ်ခုရှိမယ်ပထမနေရာက nationality ဒုတိယ phrase မှာဆိုရင် where you live ပေါ့နော်အဲ့တော့ဒီလိုအချက်လေးတွေသိပြီးပြီဆိုရင်တော့ကျတော့ဘာဆက်လုပ်လို့ရမလဲဆိုရင် walking pace and introduce yourself give information about each topic in the box in exercise 1E အဲ့တော့ကျတော့ဒီလိုမျိုးအကြောင်းအရာလေးသိသွားပြီဆိုရင်မိမိကိုယ်တိုင်ရဲဝန်းနဲ့ introduce လုပ်လို့ရပြီပေါ့နော်ဒီ topic တစ်ခုချင်းစီတိုင်းကိုကမိတ်ဆက်ကြည့်မယ်ပေါ့နော်ကိုယ်တိုင်မိတ်ဆက်ပြီးတော့ကိုယ့်ရဲ့နာမည်နေရက်နောက်ကိုဘာလိုမျိုးလဲဆိုတာမျိုးကိုဒါရဲဝန်းနဲ့ပြောလို့ရသွားပြီပေါ့နော်ဆိုတော့ဒီအချက်လက်တွေထဲမှာကျတို့ခေါင်းစဉ်တစ်ခု topic တစ်ခုကိုရွေးချယ်လိုက်မယ်ဆိုရင်ချက်အနေနဲ့ဒီ family ဆိုတဲ့စကားလုံးလေးကိုဆက်ပြီးတော့ကျတို့ဆက်သွားကြည့်အောင်နော်ကဲအဲ့တော့ how many family words do you know family နဲ့ပတ်သက်တဲ့စကားလုံးတွေဘယ်နှလုံးလောက်မင်းသိမလဲအဲ့တော့စဉ်းစားကြည့်အောင်နော်ကျတို့ပုံမှန်အားဖြင့်ဆိုရင်ကျတို့သိမှာက father mother daughter son လို့သိရနော်အဲ့တော့တခြားစကားလုံးတွေရောဘယ်လို family words တွေသိအောင်မလဲစဉ်းစားကြည့်လို့ရတယ်ဒီနေရာလေးမှာ pause လုပ်ပြီးတော့ဒါစဉ်းစားကြည့်ပေးပါ okay pause လုပ်ပြီးစဉ်းစားပြီးပြီဆိုတာမှကျတို့ရှေ့ကိုဆက်သွားမယ်နော် so have a look so here's a family tree ဒီမှာဆိုရင်ဒါမိသားစုဝင်နေရပုံလေးတွေပေါ့နော်ဒါသူတို့ရဲ့ names တွေလည်းရှိမယ်အဲ့တော့ဒီမှာဆိုရင် look at the family tree complete the sentences with the people's names အဲ့တော့စကားလုံးတွေဒီ sentence တွေကိုဒီ people's တွေရဲ့သူတို့ရဲ့နာမည်တွေနဲ့ထည့်မယ်နော်အဲ့ number 1ကနေ16ရှိမယ်အဲ့ number 1မှာဆိုရင်သူပေးထားကဒီ blank လေးပေးထားရပေါ့နော် is Joe's grandfather အဲ့ကျတော့ Joe's ကိုအရင်ဆုံးလိုက်ရှာမယ် Joe's grandfather ဆိုတော့က where is it oh here မနော်ကျတော့ဒီမှာတွေ့တာနော် Joe Walker အဲ့တော့ Joe's ရဲ့ grandfather ဖြစ်မယ်ဆိုတော့ဒါဒီကနေဆက်မယ်ဆိုဒါသူ့ရဲ့မိဘနှစ်ပါးဖြစ်မယ်ဒီမှာဆိုရင်သူ့ရဲ့အဖိုးဖွားဖြစ်မယ်သူကသိချင်တာက grandfather ကိုသိချင်တာဖြစ်တဲ့အတွက်ကျတော့ရဲ့ answer လေးက
John Walker ဖြစ်မယ်ပေါ့နော် so number 1မှာဆိုရင် John Walker is Joe's grandfather အဲ့တော့ဒီကနေပြီးကျွန်တော် answer လေးကို number 1မှာသိပြီးသားပြီဆိုရင် number 2ကနေပြီးတော့16 ထိကိုကျွန်တော်ဒီ video လေးကို pause လုပ်ပြီးတဲ့အခါမှာဆိုရင်တူးချင်းစီရဲ့ names လေးတွေကိုတေချာလေးဖတ်ပြီးတော့သူတို့တွေရဲ့ဘယ်လိုတော်ဆက်ပုံလဲဆိုတာကိုဒါမိတ်ဆွေအနေနဲ့လေ့လာခဲ့ဖြစ်လို့ရတာပေါ့နော်ပြီးရခါမှာ answers လေးတွေတိုက်ချင်တဲ့ခါမျိုးမှာဖြစ်ဖြစ်တချို့စကားလုံးလေးတွေအကယ်ကိုကမသိဘူးဆိုရင်လည်း dictionary မှာကြည့်တတ်တဲ့အကျင့်ရှိအောင်လို့ရှားထားပြီးရခါမှာဆိုရင်ဒါစကားလုံးလေးတွေသူ့ရဲ့vocab လေးတွေသိလာပြီဆိုရင်ခြေတို့ကဒါဒါကဘာကိုညီညွတ်နေဒါသူတို့ကဘယ်လိုတော်ဆက်တယ်ဆိုတော့ပါခြေတို့သိသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ခြေမျှဝေပြီးတဲ့ပိုင်းကဏ္ဍလေးကမိမိကိုယ်တိုင်မိတ်ဆက်တာနဲ့မိမိကိုယ်ကိုမိတ်ဆက်ပြီးတဲ့အခါမှာဆိုမိမိရဲ့မိသားစုဝင်နောက်ကိုယ့်ရဲ့ဆွေမျိုးတွေကိုမိသားစုဝင်တွေဘယ်လိုတော်ဆက်တာလဲဆိုတာကိုမိတ်ဆက်တဲ့အပိုင်းကဏ္ဍလေးကို sharing လုပ်ပေးသွားဖြစ်ပါတယ်အားလုံးပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် See you in the next video